ဂျပန်ပြည်မှာဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးသူ့ကျောင်းမှာဥစဉ်နှစ်ပါးရှိတယ်မိုးခါမှာစားမရှိတော့ဥစဉ်နှစ်ပါးကိုစားသွားရှာကြီးတဲ့အလူခံကြီးဆိုဥစဉ်နှစ်ပါးရွာတရွာသွားပြီးစားအလူခံတယ်ဟိုကလည်းစားလေးထူလိုက်တော့စားတို့လေးကိုင်းလို့ဥစဉ်တည်းမှာနှစ်ယောက်စကားပြောလာတယ်လမ်းလေးရောက်လဲရောက်မိုးကရွာထားတော့မင်းကလေးတယောက်ကသူ့ဝတ်စုံကကီမိုနိုဝတ်စုံခြေလေးဝတ်ထားတယ်ချွန့်ပွဲအိုင်နေရှိတော့ဖြတ်လို့မရဘူးဘဲသွားသူကရွှွန့်စုံမဖြစ်တော့အဲ့ဒီခက်ခဲကိုစားတို့ကိုင်းထားတဲ့ဥစဉ်လေးကမြင်တော့ဟေးကိုတော့ခဏယူထားအောင်ဆိုပြီးပေးပြီးတော့အဲ့ဒီမင်းကလေးကြီးရှောက်သွားတယ်မင်းကလေးကိုပွေ့လိုက်ပွေးပြီးတော့ရွှွန့်ပွဲလွတ်တဲ့နေရာသွားထားအဲ့ဒီမှာစားလို့ကိုင်းပြီးစောင့်နေတယ်ကိုတော့ဟာဘုံကြီးဖြစ်ပြီးတော့ဒကမပွေတယ်အာဘသိမ့်ကြီးဒီကိုတော့အာဘသိမ့်ကြီးဟိုကိုတော့လာလဲလာအောင်စားလို့ပြန်တော့စကားပြောမပြောဘူးဒီဘက်ကကိုတော့အာဘဒီကဖြောက်ပြောတယ်အာဘကပြောနေတာငါမရောပြောအာဘသိမ့်မယ်ကြောင်းရောက်သွားအောင်စားတော့လေးချပြီးဆရာတော်ဦးချမောင်မစင်းတို့စားပါလားတဲ့အဲ့တော့ဒကမမပွေတဲ့ကိုတော့အရှင်ဘုရားတဲ့စားရေးမကြည့်ဘူးတဲ့ဟာစားသွားရှာခိုင်းတာစားရေးမကြည့်ပဲဘာရေးကြည့်လဲဒီကိုတော့လမ်းမှာဒကမပွေတယ်သိစိကန်းကြီးတဲ့ပုံတော်ကြီးကိုတခါမျက်နှာကြီးဒေါသထွက်မင်းဒကမပွေသလားတဲ့အဲ့ဒီမှာဒကမပွေတဲ့ကိုတော့ဘာပြောလဲလို့ဆိုတော့တပည့်တော့ဒကမကိုပွေပါတယ်တဲ့ဒါပေမဲ့အဲ့ဒီပွေတဲ့ဒကမကိုကြောင်းယူမလာပါဘူးလမ်းမှာထားခဲ့ပါတယ်ဗျာတဲ့ဘုန်းကြီးကသဘောပေါက်သွားတယ်ကြောင်းယူလာတာမပွေတဲ့ကောင်ပဲလာတာငါမင်းတို့ပြန်လာမင်းတို့နှစ်ယောက်နဲ့စားတော့ပဲမျောလင့်တယ်အခုတော့မင်းပြောတော့ဒကမပါငါကောင်းနဲ့ရောက်တယ်အဲ့တော့တကယ်ပွေးတဲ့ကောင်လွတ်စေမပွေးတဲ့မင်းရဲ့မြင်တော့မမြင်လိုက်ရတဲ့ငါရဲ့တိမ်နေသွားပြီးအာဘဖြစ်မယ်တဲ့